ဟာကာယိုးရာရေစိမ်မှုမြင့်ကျင်ပြုတ်လုံနီဒန်တာကအိမ်မှာအလွယ်တကူလှုပ်လို့ရတဲ့ဟာကာယိုးရာရေစိမ်မှုမြင့်ကျင်လေးပါရိုးရိုးမှုမြင့်ကျင်တွေနဲ့မတူပဲကျွတ်ရွနဲ့ခံတွင်းမြင်စိတ်တဲ့အပြင်အစာချေညှိပေးပါတယ်လုံနည်းကလည်းအញ្ញမ်းရိုးရှင်းပြီးရင်နွေးဖြောတိုင်ရင်ပဲရပါပြီအဆင့်တစ်ခုမှုငင်းပင်စင်ချင်းအရင်ဆုံးမှုငင်းစိမ့်တွေကိုဝယ်ပြီးတန့်စင်အောင်စေကြောပါပြီးရင်နေဘူးတုံးမှာတနေ့ကုန်နီးပါးလမ်းထားပေးရပါမယ်မှုငင်းရွက်တွေနွမ်းတွားပြီးအပြင်ဘက်မှာအရေးချောင်းလေးတွေပေါ်လာတဲ့အထိအတွင်းပိုင်းမှာရေဓာတ်မကျန်တော့တဲ့အထိလှမ်းပေးပါအစစ်ညပေါင်းတင်စိန်ချင်းစီနဲ့ရေစိမ်းလုံးဝမထိထားတဲ့တန့်ရှင်းတဲ့ဖန်စလုံးကြီးတစ်ခုပြင်ဆင်ပါလှမ်းထားတဲ့မှုငင်းတွေကိုစလုံးထဲထည့်ပါပြီးနောက်မှုငင်းတွေမြုပ်သွားတဲ့အထိစူပွက်နေတဲ့ရေနွေးပူပူကိုလောင်းထည့်လိုက်ပါတတိပြုရန်အသုံးပြုမဲ့ဇုံတူပကံအားလုံးဟာစီနဲ့ရေစိမ်းလုံးဝကင်းစင်နေရပါမယ်အဆင့်3အချင်းဖောက်ခြင်းမှုငင်းတွေရေပေါ်မလာအောင်တူလေးတွေနဲ့ခံပြီးအပေါ်ကပကံပြားတစ်ခုနဲ့ဖိထားပါဘာအမွှေးကြိုင်မှထည့်စရာမလိုပါဘူးပလတ်စတစ်စာနဲ့လေလုံအောင်အုပ်ထားပြီးတဘာဝအတိုင်းအချင်းဖောက်ခိုင်းပါဒီလိုရာသီဥတုမျိုးမှာဆိုရင်4ရက်ကနေ5ရက်အကြာမှာအရသာရှိတဲ့မှုငင်းကျင်ကိုရရှိ